สปริงကိုထိုင်းလို့ผมสปริงညက်တီကိုตัดผมสปริงညက်ဆိုင်ကိုรังตัดผมဖောက်တဲ့ကိုลูกค้าတူလေးကိုစန်းရှည်လေးကိုယောင်အပေါ်ကိုရှည်ခန်းဘွန်ယောင်ဘေးကိုတူခန်းစန်းအနောက်ကိုတူခါလန်စန်းဒီကိုမှပုံလေးပါတယ်ဒီပုံလေးအတိုင်းလိုချင်တယ်လို့ပြောချင်တယ်ဆိုရင်ရတဲ့แบบนี้รูปแบบนี้ဒီပုံလေးအတိုင်းလိုချင်တယ်ตัดได้แบบนี้นะဒီလိုလေးညှက်ပေးလို့ရတယ်เนาะตัดได้แบบนี้นะပစ္စည်းကိုထိုင်းလို့ဖတ်စတူလာဖို့ဒီကိုမာစုံလက်ခံဒီကိုรับတင်းရဲ့ပစ္စည်းဖတ်စတူခေါခွန်တင်းရဲ့ပစ္စည်းကိုဖတ်စတူခေါခွန်တက်သွားပါตรงไปဘယ်ဘက်ကွေ့ပါเลี้ยวซ้ายညာဘက်ကွေ့ပါเลี้ยวขวาရောက်ခါနီးပြီใกล้ถึงแล้วရောက်ပြီถึงแล้วကိစ္စကိုထိုင်းလို့ထူရစီးပွားရေးကိုထူရကစ်စီးပွားရေးသမားကိုနထူရကစ်ဘယ်သူလဲကိုใครစာရွက်စာတမ်းကိုထိုင်းလို့เอกสารကွန်ပျူတာကိုကွန်ပျူတာဖုန်းကိုโทรศัพท์ဘောပင်ကိုပက္ကာစပွဲကိုတိုးကလထိုင်ကိုကောအီအိမ်သားကိုဟုတ်နမ်စက်ရုံကိုโรงงาน